မက်ကနီတိုကအပိုကလစ်ကိုဘာလို့ဖြိုခွင်းနိုင်ခဲ့တာလဲစီဘက်စတီယန်ရှောကလုံးဝနီးပါပိတ်မိသွားခဲ့တယ်အပိုကလစ်ကနေစပါမက်ကနီတိုကသူ့ကိုတကူတော့မတိုက်ခိုက်ခဲ့ပါဘူးသူကအဆုံးထိကိုစီစဉ်ပေးခဲ့တယ်သူ့ရဲ့တန်လိုက်စွမ်းအားကိုအသုံးပြုပြီးတတုလိုင်းကြီးတစ်ခုကိုဆွဲထုတ်ပြီးဂင်ဂဲရဲ့ဖီနစ်စွမ်းအားကိုထိုးဖောက်ဝင်ရောက်နိုင်အောင်အပိုကလစ်ကိုလုံလောက်အောင်ဖိထားခဲ့တယ်အဲ့ဒီနောက်ဆုံးအောင်ပွဲကမက်ကနီတိုရဲ့ပျက်စီးဆုံးရှုံးမှုမဟုတ်ပါဘူးအတင်းပြူဟာပါပြီးတော့ဖီနစ်ကတကယ်ဂိမ်းအဆုံးသတ်ပါအခုစီဘက်စတီယန်ရှောကိုကြည့်ပါသူကအခြေခံအားဖြင့်မက်ကနီတိုရဲ့အဆိုးရွားဆုံးပြိုင်ဘက်ပါရှောကဘလို့စွမ်းအင်မျိုးမဆို Kinetic Force အပူလျှက်စစ်ပောက်ကွဲစေတဲ့တက်ရောက်မှုကိုတောင်စုပ်ယူနိုင်ပြီးသူ့ရဲ့ကိုယ်ပိုင်စွမ်းအားဖြင့်ပြောင်းလဲနိုင်ပါတယ်ဒါကြောင့်ကြီးစံတွေဒုံးကြီးတွေနဲ့ပောက်ကွဲမှုတွေကသူ့ကိုမထိခိုက်စေခဲ့ပါဘူးသူတို့ကသူ့ကိုအရှိန်မြင့်ပေးခဲ့တာပါအဲ့ဒါကြောင့်ပဲမက်ကနီတိုရုန်းကန်နေခဲ့ရတာပါမက်ကနီတိုရဲ့တိုက်ခိုက်မှုအများစုဟာတတုနဲ့ရွေလျားနေတဲ့အားကိုနေရဆဲပါဒါပေမဲ့အားဆိုတာစွမ်းအင်ပါပဲရှောအဲ့ဒါကိုစားသုံးပါတယ်ဒါကြောင့်မက်ကနီတိုပိုပြင်းထန်စွာထိမှန်လေသူလောင်စာပိုပေးလေပါပဲတကယ်ကဘာရဲ့ရှင်ပြိုင်မှုရှုထောင့်ကနေကြည့်ရင်အဲ့ဒါကအလုပ်အတွက်မှားယွင်းတဲ့ကရိယာနဲ့ရံပွဲထဲဝင်သွားတယ်လို့ပါပဲတကယ်လဲကွက်ကတော့မက်ကနီတိုကရှောကိုအနိုင်ယူပြီးရှောကိုမအနိုင်ယူခဲ့ပါဘူးသူကဆက်လို့ကိုပြောင်းလဲခြင်းအဖြစ်အနိုင်ယူခဲ့ပါတယ်သူကတတုကိုသုံးပြီးရှောရဲ့အုတ်ထုပ်ကိုဖြုတ်ပြီး Professor H ကိုစိတ်ပိုင်းဆိုင်ရာအရာချုပ်နှောင်ထားဖို့လမ်းရှင်းပေးခဲ့ပြီးသူ့ရဲ့ငယ်ဘဝတန်ရာနဲ့ချီနှောင်ထားတဲ့ဂင်္ဂါပြားကိုသုံးပြီးသူ့အမေတေဆုံးမှုအတွက်လက်စားချေမှုကိုအဆုံးသတ်ခဲ့ပါတယ်ဒါကြောင့်အဖြေကရိုးရှင်းပါတယ်အပိုကလစ်ကိုစန့်ကျင်တာကအဖွဲလိုက်လှုပ်ဆောင်မှုပါရှောကိုစန့်ကျင်တာကမကောင်းတဲ့ရှင်ပြိုင်မှုတစ်ခုပါ